အိုးကတော့သူက 0.8mm အမှန်ကန်ထူတယ်ကျွန်တော်တို့ဓာတ်စီထည့်လို့ကောင်းတဲ့ပုံးအထူထားပေါ့သူကတော့ကျွန်တော်တို့20လီတာကိုကျွန်တော်တို့ဆန့်တယ်တနည်းအားဖြင့်တော့ကျွန်တော်တို့ဂါလန်နဲ့ဆိုရင်ဘယ်လောက်ဂါလန်ဖြစ်မလဲ9ဂါလန်မပြည့်တပြည့်ပေါ့နော်သူကဒီမှာဆိုရင်ရှိတိရှိရိုက်တယ်ဒီမှာ giant နေ blind နေပါညာပါတယ်အဓိကတော့သူကဒီမှာဆိုရင်စီထည့်ပြီးတော့ဒီလိုထားမယ်ဆိုရင်လွယ်လွယ်ကူကူဟိုကမရွေ့အောင်ပေါ့ပြီးရင်သူကဒီမှာဆိုလို့ရှိရင်လည်းဒီ joint set ကိုလည်းသူက rubber ဘေးကနေပြီးတော့ကာဗာလုပ်ပေးထားတယ်ပြီးရင်ဒီမှာဒီလိုအချိုက်ပုံစံမျိုးနဲ့အရစ်ပုံစံမျိုးလေးကမိုက်တယ်လက်ကင်ကလည်းသူကတစ်ဖက်တစ်ချက်ကမမယ်ဆိုလည်းမလို့ရတယ်အလဲကမမယ်ဆိုလည်းမလို့ရတယ်သူကတော့ဒီကလက်ကင်ကအလုံးပြီးနောက်တစ်ခုကတော့ဗာလဲဆိုလို့ရှိရင်ဒီမှာ one black စားစိတ်ပါမယ်စေးသားကလည်းကားဆေးကိုတုံးထားတာဖြစ်တဲ့အတွက်လွယ်ကူကူကျွန်တော်တို့တန်ကြီးမလိုက်နိုင်ဘူးပေါ့ပြီးတော့လို့ရှိရင်ဒီမှာဆိုလို့ရှိရင်ဒီမှာစီထဲတဲ့ bike အဓိကတော့ဘာပြချင်တာလဲဆိုလို့ရှိရင်သူကဒီမှာဆိုလို့ရှိရင်လေရှူတဲ့ bike လေရှူတဲ့ဟာပါမယ်ပေါ့နော်ထည့်တဲ့အခါမှာဇိုးနဲ့စက်ကနေမကြတာပြီးရင်နောက်တစ်ခုကတော့ဒီကောင်လေးပေါ့သူ့ရဲ့ဒီအထိုင်အရစ်ကလည်းသူကထွားတယ်မိမိရလှုပ်လို့ရတယ်ပြီးရင်ဒီမှာအစ်စ်မှာဆိုလို့ရှိရင်တော့ဒီမှာ engine wine ပုံစံမျိုးလေးစီလေးတွေစုပ်ပေးထားတယ်ကဲအစ်စ်မှာတော့ကျွန်တော်တို့ကနည်းနည်းလေးပုံးလေးကိုနည်းနည်းလေးကျင်းပြီးတော့သုံးပေးရမယ်ဗျကဲဈေးနှုန်းကတော့9500နဲ့ရမယ်ကျွန်တော်တို့ one black ရဲ့အမိုက်စား20လီတာဆန့်တဲ့စီဘုံဝယ်ယူခြင်းနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်တို့ Teco 7 electronic hardware ကိုကြော်လန့်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်အားလုံးကျေးဇူးအများကြီးတင်ပါတယ်ဗျ